Chelsea ကကြတော့ဗျာပိုင်ရှင်နေနဲ့အားမရတာအများကြီးမလို့တော့တဲ့ဟာဗျာစန်တာဘက်တယောက်ရဲ့တိုက်စစ်မှုကောင်းကောင်းတယောက်ရဲ့ခေါ်လိုက်လောလောဆယ်မှာပြီးရင်ကိုသမားတယောက်ခေါ်လိုက် Chelsea top 4တေးကြတယ်အဲ့ဒီလောက်ကိုသူတို့မလောက်တာမလို့အဲ့တဲ့လူငယ်တွေသူတို့တွေးတွေးပုံတွေးစားပုံကနားလည်လို့မရတာ Chelsea ရဲ့ဒီပိုင်ရှင်အသစ်တွေတွေးစားပုံကပေါ့နော်ကိုသမားနေရာမှာဗျာဥပမာဒိုနာရူမာ AC မီလန်မိုက်နန်အဲ့ဒီမှာဒိုနာရူမာထက်ကို PSG က Champions League Final နဲ့လက်ရှိလီဂူဖလားလည်းရထားတယ်နောက်နှစ်မှာလည်း Champions League တေကြတော့ဒီ AC Milan ကိုသမားမိုက်နန်တကယ်ကောင်းတဲ့ player အဲ့မိုက်နန်က Chelsea လိုက်မယ်ဆိုရင်လိုက်လို့ရတယ် Chelsea ဝယ်လို့ရတယ်အဲ့လိုမျိုးကိုသမားမျိုးဘာဖြစ်လို့ Chelsea မဝယ်တာလဲစဉ်းစားလို့မရဘူးနောက်ပြီးတော့ကိုသမားဆိုတာဗျာအများကြီးမဟုတ်နောက်ဆုံး Aston Villa Martinez ဒါ Chelsea စဉ်းစားလို့ရတယ်အဲ့လိုမျိုးပဲ Mike နဲ့ Chelsea စဉ်းစားလို့ရတယ်။နောက်လူငယ်ထဲမှာလူငယ်ကိုသမားတွေလည်းအများကြီးရှိတယ်။နောက်ဆုံးပြ Real Madrid ကနေ Courtois တော့မှပြန်ကမ်းလှမ်းရင်အဆင်ပြေလောက်တယ်။ Real မှာပဲ Courtois ကနေခြင်းလို့သာနေနေ။ Courtois ကိုစီးရုံနိုင်ငါအတင်းပြန်လာခဲ့ပါကွာဆိုလဲလာနိုင်တဲ့ပုံစံမျိုးမှရှိတယ်။ Real မှာသူအောင်မြင်ပြီးပြီ။အဲ့တော့ Real ကလည်းနီးပြအသစ်အလွန်ဆိုနဲ့ကစားပုံအသစ်သွားမှာဆိုဒီအချိန်မှာ Chelsea အနေနဲ့တွက်ခေါ်ခြင်းခေါ်လို့ရတဲ့အနေအထားမျိုး။ဒါပေမဲ့မလုပ်ဘူးနောက်တန်းမှာဆိုလို့ရှိရင်လည်းအခုတာကတော့အဆင်မပြေတော့တော့ဘူးဒီ Liverpool နောက်တန်းတာ free နဲ့ရမယ်ဒါပေမဲ့ Bayern Munich ကို तू ကပြောင်းခြင်းတယ်သူ့ Real Madrid ကလည်းလိုခြင်းတယ် Barcelona ကတော့မဟုတ်ဒီပြိုင်ပွဲကနေနှုတ်ထွက်သွားပြီသူတို့က Christensen နဲ့Garcia ဆက်နေမယ်ဆိုတော့အဲ့တော့လက်ရှိအနေထားမှာ Chelsea ဆိုလို့ရှိရင်ဒီဂိုးသမားတယောက်ရဲ့နောက်တန်းမှာဆိုလို့ရှိရင်လည်းနောက်တန်းကောင်းကောင်းကစားသမားတွေအများကြီးလိုက်လို့ရတယ် Leverkusen က Handicapy လို့ကစားသမားမျိုးပြီးသွားလို့ရှိရင် Sporting Lisbon က Diamante လို့ကစားသမားမျိုး Ajax က Hato ဒါတွေကအသက်ငယ်လို့ရှိရင်လည်းအသက်ကြီးတဲ့ Bastoni တို့တကယ် quality နောက်တန်းနေဗျာဆရာကြီးတွေကိုသူ့အနေနဲ့လိုက်တဲ့တယ် Chelsea မှာအဲ့လိုအထိန်လုပ်ပေးမဲ့တဘာတယောက်လိုတယ်ဗျာပြီးသွားလို့ရှိရင်လည်းအတင်းမှမလိုရတဲ့ဒီဆာစီတို့ဗဒရာရှီလီတို့ချာလိုဘာတို့အဲ့ဒီကနေနှစ်ယောက်လောက်ကိုလစ်ခိုင်းလို့ရတယ်ဗျာနောက်ပြီးတော့ James ကလည်းအဆင်မပြေတော့ဘူး ACL ထိထားပြီးသားပြဿနာဒဏ်ရာပြဿနာတွေနဲ့အဲ့တော့ right back တယောက်လည်း Gusto နဲ့တလဲစီဆော့ဖို့ right back ကောင်းကောင်းတယောက်လည်းလိုတယ်ဗျာဟို Livramento တို့ဟို Man City ကလည်း Livramento ကိုလိုက်နေတယ်ဗျာအဲ့တော့အဲ့ Livramento ကို Chelsea လည်းလိုက်တဲ့တယ်တကယ်ကောင်းတယ်ဘယ် side back မှာ right side ကော left side ကောနှစ်ဖက်လုံးမှာကောင်းကောင်းမွန်မွန်ကစားနိုင်တယ်အဲ့ဒါမျိုးတွေ Chelsea အတွက်လိုအပ်တယ်လို့ကျွန်တော်ထင်တယ်ပြီးသွားလို့ရှိရင်တခါတိုက်စစ်မှုကဒီ Jackson လောက်ကဗျာဘလို့ပဲဖြည့်တွေးပေးအရေးကြောင်းမှာအလုံးမဖြစ်ဘူး Chelsea တိုက်စစ်မှာအနည်းဆုံး Peter Osimhen ဒါ Chelsea တိုက်စစ်အတွက်ကိုလိုအပ်တယ်နောက်ပြီးအာဖရိကကစားသမားတွေက Chelsea မှာလည်းအကျိုးဖြစ်တယ်ဗျာနောက်ပြီးတော့တခါ Atlanta Retigui အဲ့ဒါဆိုလို့ရှိရင်လည်း long striker တကယ်ကောင်းတယ်နောက်ဆုံးဗျာလက်ရှိ Jackson ထက်ဆိုင်ဟို Nottingham Forest က Chris Wood တောင် Chelsea တိုက်စစ်မှာဆိုပိုအဆင်ပြေလောက်တယ်လူကောင်ကြီးနဲ့အဲ့လိုမျိုး body building ကောင်းကောင်းနဲ့အခု Gyökeres တို့ Benjamin Sesko တို့လည်းလိုက်တဲ့တယ်အာဆင်နယ်ကကျွန်တော်အာဆင်နယ်အနေနဲ့ကြည့်နေတာအာဆင်နယ်ကလိုက်နေ Chelsea ဘက်ကလည်းလောလောဆယ်ပြောင်းသေးတာမဟုတ်ဘူးဖိအားပေးတဲ့တယ် Jackson ကိုလည်းထားတဲ့တယ် Premier League မှာတိုက်စစ်မှုတယောက်လောက်နဲ့အလုံးမဖြစ်ဘူးဒီဒါနဲ့အလုံးမဖြစ်ရင် plan B သွားလို့ရတယ်အများကြီးပုံစံတွေပြောင်းလို့ရနောက်ကိုပါမှာတိုင်ပတ်သွားသလိုမျိုးမဖြစ်ရလေအောင်နော်ကွင်းလယ်မှာဆိုလို့ရှိရင်ကိုက်စီလိုကောင်းတယ်ဗျာလာဗီယာကောင်းတယ်အန်ဇိုဖာနန်ဒက်စ်ကောင်းတယ်ကိုပါမှာရှိတယ်အရှိမသုံးလို့ရတာနဲ့တိုရှိတယ်အဲ့လိုမျိုးပဲဟိုသူတို့နဲ့တွဲဆော့ဖို့တိုက်စစ်မှုကောင်းကောင်း long strike ကတယောက်ခေါ်တဲ့တယ်နောက်ပြောပဲဆိုလို့ရှိရင် Harry Kane တော်မှာဗျာBayern Munich မှာသူလာလီဂါ Bundesliga လည်းရပြီးသွားပြီအဲ့ဒီစား Harry Kane ကိုလည်း Man U တို့ Chelsea တို့အနေနဲ့ဖိအားပေးပြီးတော့လုပ်တဲ့တယ် Arsenal ဆိုရင်တော့မဖြစ်နိုင်ဘူးသူက Spa ပြိတ်သက် Spa မှာကစားသွားပြီးပြီဆိုတော့အဲ့တော့ Harry Kane လို player မျိုးလဲ Chelsea တိုက်စစ်မှာရောက်တယ်ဆိုတကယ်အကျိုးဖြစ်မှာဒါမျိုးလေးတွေစဉ်းစားတဲ့တယ်